ပြင်ရအောင်မယ်တယောက်ယောက်ကနွေးနွေးထွေးထွေးဆက်ဆံပေးုံနဲ့တစ်သက်လုံးမထားသွားဘူးလို့ယုံကြည်မိနေတဲ့စိတ်ရဲ့သူ့ရဲ့လစ်လျူရှုမှုတွေကိုတော့သူအလုရှုံနေလို့ပါလို့အကြောင်းပြချက်ရှာပေးနေတဲ့ကိုယ်နှလုံးသားရဲ့အချိန်ချင်းနာကျင်ခဲ့ပြီးမှတစ်ခါတော့ပြန်ချော့လိုက်ရင်အရာအလုံးကိုမေ့ပစ်တတ်တဲ့အယုံလွယ်မှုတွေရဲ့ထားခဲ့ခံရတာတော့ငါကောင်းအောင်မလုပ်နိုင်လို့များလားလို့ကိုပဲအပြစ်တင်နေတဲ့အကျင့်တွေရဲ့သူမလိုအပ်တော့တဲ့အချိန်မှာတော့ကိုကမစွန့်လွတ်နိုင်သေးတဲ့တန်ရောစင်ရဲ့